ကဲအားလုံးပဲမင်္ဂလာပါနော် Tarot Healing and Reading My Kid Dra နေပြီးတော့မှပြန်လဲကြိုဆိုလိုက်ပါတယ်ဒီနေ့ကြည့်ပေးမယ် reading လေးကတော့အခြေရေး reading လေးပေါ့နော်ဒါပေမဲ့မိမိရဲ့ပေါ့နော်အခုအတွေးထဲမှာရှိနေတဲ့သူပေါ့နော်သူ့ရဲ့လောလောဆယ်ပေါ့နော်သူ့ရဲ့စိတ်ခံစားချက်အခြေအနေတွေနဲ့သူဘာတွေလုပ်နေလဲပေါ့နော်သူလက်ရှိမှာဘယ်လိုစိတ်ခံစားချက်တွေရှိနေလဲဘာတွေလုပ်နေလဲဆိုတာကိုကြည့်ပေးမယ်ပေါ့နော် love reading လေးပဲဖြစ်ပါတယ်အဲ့တော့မိမိစိတ်ထဲမှာเนาะတွေးနေတဲ့သူတယောက်ပေါ့နော်သူရဲ့လက်ရှိအခြေအနေလေးသူရဲ့စိတ်ခံစားချက်နဲ့သူဘာတွေလုပ်နေလဲဆိုတာလေးကိုကြည့်ပေးမှာဖြစ်ပါတယ်အဲ့တော့ကဲတစ်ချက်လောက်အာရုံပြုထားကြမယ်เนาะဒါလေးက collective reading လေးပဲဖြစ်ပါတယ်မိမိနဲ့ကြိုက်တာလေးကိုယူပါ energy ကြိုက်တာလေးကိုယူပါပေါ့နော်ဒါပိုင်မရွေးခိုင်းတော့ဘူးเนาะIMA Universal ညစနာဟင်ဂျေစနာလေးကအလုံးတော်တဲ့ရများလို့ခင်ဗျားနဲ့ပတ်သက်တဲ့ဆောင်းရှောက်ပုဂ္ဂိုလ်များဖိတ်ခေါ်ပါတယ်လာကြည့်နေတဲ့ collective သမားလေးတွေရဲ့တက်ဖတ်တွေပေါ့နော်တွေးနေတဲ့သူကလောလောဆယ်မှာဘယ်လိုစိတ်ခံစားချက်တွေရှိနေလဲဘာတွေလုပ်နေလဲဆိုတာကိုပြောပြပေးပါSo, okay เนาะ3ကပ်ကြည့်ပြန်3နဲ့ကြည့်ပြန်เนาะအဲ့တော့3 so 1เนาะ3 so 1အရာဆိုရင်တော့တယ်เนาะအဲ့တော့ဒီမှာကဗောနော်တစ်ဖက်သူရဲ့ဟိုကြည်ပေးမှာလည်းဟုတ်တယ်ဗောနော်ဒါပေမဲ့ဒါကဒီမှာတော့ energy ကနှစ်ဖက်စလုံးရဲ့ energy မှာလာပြနေတာမျိုးတော့တွေ့ရတယ်နော်စင်ပါလေခရီးသွားဖို့တခုခုเนาะနိုင်ငံရခြားเนาะဒီလိုခရီးသွားဖို့တခုခုကြံစီနေတာ3 so 1เนาะဟုတ်တယ်ရဝေးမြေချာနိုင်ငံရဲ့ချာเนาะရေချားမြေချာဒီလိုနေရာမှာအလုပ်သွားလုပ်ဖို့အတွက်ကိုစီစဉ်နေတာမျိုးရှိတယ်နော်အဲ့တော့အနောက်နိုင်ငံတွေလည်းဖြစ်နိုင်တယ်လို့ပေါ့နော်ဒီမှာဆိုလို့ရှိရင်တော့ဒီမှာတော့ Paris ပေါ့ပြထားတယ်တချို့ကတော့လည်းခရီးထွက်ဖို့အတွက်ကိုစီစဉ်နေရမျိုးရှိရเนาะအလောက်ကင်နဲ့ပတ်သက်တဲ့ခရီးပဲဖြစ်ဖြစ်အပျော်ခရီးပဲဖြစ်ဖြစ်ပေါ့เนาะအပန်းဖြေခရီးပဲဖြစ်ဖြစ်ဒီလိုထွက်ဖို့ကိုကြံစီနေရမျိုးရှိတယ်အဲ့ဒီဟာကနေပြီးတော့ပေါ့เนาะကောင်းတဲ့ခရီးသွားမျိုးကောင်းတဲ့ခရီးမျိုးလည်းဖြစ်ပါလိမ့်မယ်ပေါ့เนาะအဲ့လိုမျိုးတွေ့ရတယ်အဲ့တော့သူကပေါ့နော်သူဘာကြီးလုပ်နေလဲလို့မေးတယ်ဆိုတော့အခုခရီးတစ်ခုကိုထွက်ဖို့အတွက်ကိုကြိုးကြည့်စီစဉ်နေတာမျိုးပေါ့နော်ဒါမျိုးဖြစ်နိုင်တယ်။ဒါမှမဟုတ်လည်းလေကိုယ့်ဘက်ကနေသူရှိတဲ့နေရာကိုသွားဖို့ပေါ့နော်ခရီးထွက်ဖို့အတွက်စီစဉ်နေတာမျိုးလို့လေဒီမှာ intuition မှာရတယ်ပေါ့နော်ဒီမှာကတော့နောက်ကတော့ six of cup ပါတယ်နော် six of cup ပါတော့လေသူတခုဘာတွေးနေလဲဆိုတော့ six of cup ဆိုတော့အဟောင်းเนาะဟိုးရင်ကအတိတ်က memory တွေအတိတ်ကဖြစ်ရက်တွေကိုပြန်လည်ပြီးတော့မှတွေးနေတာမျိုးเนาะဥပမာဓာတ်ပုံကလေးကိုကြည့်ပြီးတော့မှလေပြန်တတိယနေရာမျိုးအဲ့ဟာကြလဲဘာလဲဆိုတော့သူ့ရဲ့ childhood เนาะအရင်တော့ငယ်ဘဝကmemory ပေါ့နော်ငယ်ဘဝတော့က memory နောက်ခါကျတော့ငယ်ဘဝကရည်စားဟောင်းနေเนาะအဲ့လိုမျိုးဖြစ်နိုင်တယ်เนาะအဲ့တော့ဒီ energy ရဆိုရင်အဲ့တော့ကိုယ့်ရဲ့ငယ်ဘဝရည်စားဟောင်းဖြစ်နိုင်တယ်လို့သူကလည်းသူ့ရဲ့ငယ်ဘဝရည်စားဟောင်းပေါ့နော်သူနဲ့ကိုယ်နဲ့ဒီမြောက်လုံးကငယ်ဘဝရည်စားဟောင်းတွေဒါမျိုးလည်းဖြစ်နိုင်တယ်ဒါမှမဟုတ်လည်းငယ်တော့တငယ်ချင်းတွေပေါ့နော်ဒီလိုပုံစံမျိုးလေးပေါ့နော်အဲ့ငယ်ဘဝကအခြေအနေလေးတွေငယ်ဘဝအကြောင်းအရာလေးတွေကိုပြန်လဲတွေးတောပြီးတော့မှဓာတ်ပုံလေးကိုကြည့်ပြီးတော့မှပေါ့နော်သတိရနေရမျိုးတွေရှိတယ်နောက်ကကျ the fool ရဲ့ energy ကနည်းနည်းလေးပေါ့နော်ဒီချိန်မှာလေလွင့်နော်စိတ်တွေလေလွင့်နေရမျိုးရှိတယ်တခုခုကိုဟိုဘယ်လိုခေါ်မလဲအာယုံကြစိုက်နိုင်တာမျိုးမရှိဘူးပေါ့နော်အဲ့လိုမျိုးလေလွင့်နေရမျိုးရှိတယ်ဘာလို့ဘာကြိုင်ရမှန်းလည်းမသိဘူးအဲ့တော့ဖြစ်ချင်တာဖြစ်ဆိုပြီးတော့စိတ်ပျော်တာတွေလိုက်လုံနေပြီးတော့ဗောနော်လီလွင့်နေတဲ့အနေအထားမျိုးမှာရှိရဒီမှာဆိုရင်တော့ဒီမှာလေထီးနေဗောနော်တိမ်မော်မှာလွင့်နေတဲ့ငါလေးဆိုရပုံစံမျိုးဖြစ်တယ်နော်အဲ့လိုဆိုတော့โอเคအဲ့တော့သူကဗောနော်အခုအချိန်မှာလေလုံးဝဘဝကိုလုံးဝလေအေးစီပေါ့ပပါပဲဖြတ်တန်းသွားတော့မယ်ဆိုတာမျိုးဗောနော်တွေးနေရမျိုးရှိတယ်သိလားအဲ့တော့လောလောဆယ်မှာခရီးတွေထွက်မဲတယ်သိလားဒီဟာကလေအခုလာကြည့်နေတဲ့ဒီ energy ကအခုဒီကြည့်နေတဲ့သူလေးတွေရဲ့ energy ရောเนาะတစ်ဖက်သူရဲ့ energy ရောနှစ်ခုလုံးများပါနေတာမသိเนาะဘလို့ဖြစ်နေလဲဆိုတော့လေတိတ်ပြီးတော့တဲ့เนาะဘဝမှာအရင်ပင်ပန်းလေးလံလာတွေပေါ့เนาะဟိုတိတ်ပြီးတော့ဟိုမထားတော့ဘူးပေါ့เนาะအဲ့တော့တို့လက်ပေါ်ပပါနဲ့ကွာတည်ရမှာအသက်ရှင်ရတဲ့အခြေအနေတခုမှာပျော်အောင်ပဲနေတော့မယ်ပေါ့เนาะခရီးတွေထွက်မယ်ပေါ့အဲ့လိုမျိုးပေါ့เนาะကိုပျော်ရွှင်တာတွေပဲလုပ်တော့မယ်ပေါ့เนาะဒီလိုမျိုးတွေးနေရမျိုးပေါ့เนาะအဲ့လိုရှိတယ်အဲ့တော့ဒါလေးက the full energy ဖြစ်တဲ့အတွက်လေတခုရှိတာလေဟိုကိုအခုလေလွင့်နေတာကောင်းတဲ့ဟိုဟာမျိုးတော့မဟုတ်ဘူးပေါ့နော်ပြောချင်တာကလေဟိုကို့မှာအလုတ်ကင်ငွေကြေးစီးပွားရေးစသဖြင့်ပေါ့နော်ဒီအသက်အရွယ်တခုမှာပေါ့နော်ဟိုကိုချမှတ်
ချမှတ်တဲ့နေပေါ့နော်ဘဝရည်မှန်းချက်တွေရှိဖို့လိုအပ်တယ်နော်အဲ့တော့လောလောဆယ်မှာကကြတော့လေအဲ့ဘဝရည်မှန်းချက်တွေကိုတွားဖို့အတွက်ကို plan ကမရှိဘူးမဟုတ်ရှိတယ်ဒါပေမဲ့အဲ့ဟာကိုလည်းပဲမဟုတ်နေဘူးဒီလားဘယ်လိုခေါ်မလဲနည်းနည်းပေါ့နော်တစ်ဖက်မှာလည်းလေလွင့်နေတဲ့စိတ်ပေါ့နော်အဲ့လိုလေးဖြစ်နေတာကိုတွေ့ရတယ်အဲ့တော့အခြေရေးနဲ့ပတ်သက်လို့ပေါ့နော်ပြောပါဟိဆိုရင်တော့သူကသူ့ရဲ့ဒါအခုကအခြေရေးဆိုတာလေကိုနဲ့ပတ်သက်တဲ့ဥစ္စာတဲ့အစားရင်ကွာတည်ရမှာသူ့ကိုယ်သူအဲ့လိုမျိုးလေလွင့်ပျော်ရွှင်ခြင်းနေတာမျိုးကပုံများတယ်ချို့ဆိုရင်ဒီလိုဖြစ်မယ်နော်ချို့ကဘယ်လိုလဲဆိုတော့နိုင်ငံခြားကိုရောက်နေပြီနော်နိုင်ငံခြားကိုရောက်နေပြီသွားနေပြီနိုင်ငံခြားမှာရှိနေပြီဒါပေမဲ့ဘာလဲဆိုတော့သွားတော့ကတော့အလုတ်ကင်ငွေကြေးစီးပွားရေးရီမန်းချက်တွေတတိကြီးနဲ့သွားတယ်ဆိုပေမဲ့တကယ်တန်ရောက်ရှိသွားတဲ့အချိန်မှာနိုင်ငံခြားကိုတကယ်တမ်းရောက်ရှိသွားတဲ့အချိန်မှာကျတော့ဘာလဲဆိုတော့ဘယ်လိုခေါ်မလဲကြုံတွေ့နေတဲ့ပင်ပန်းဆင်းရဲမှုဒဏ်တွေကြောင့်လည်းဖြစ်နိုင်တာပေါ့နော်အဲ့တော့နည်းနည်းလေးလေလွင့်နေတယ်နော်လှုပ်တော့လှုပ်နေတယ်ဒါပေမဲ့ဘယ်လိုခေါ်မလဲအရာရာကိုတိတ်ပြီးတော့ seriously မထားတော့ဘဲနဲ့ကွာတည်ရမှာပေါ့ပပပျော်ပျော်ရွှင်ရွှင်ပဲဖြတ်တန်းသွားတော့မယ်ဟဲ့ဆိုပြီးတော့ဘယ်လိုခေါ်မလဲသွားပျော်လိုက်ပါလိုက်တောက်လိုက်စားလိုက်ပေါ့နော်အဲ့လိုမျိုးနဲ့နေနေတဲ့သူတွေလည်းဖြစ်နိုင်တယ်နော်အဲ့တော့တစ်ခါမှာတော့အရင်ကပေါ့နော်အရင်ကကိုနေကိစ္စရအဟောင်းလေးတွေငယ်စဉ်တော့ကိစ္စလေးတွေနော်အရင်တော့ပျော်ရွှင်ခဲ့ရတယ်ကိုနိုင်ငံရဲ့ကိစ္စလေးတွေပြန်တွေးပြီးတော့မှနော်ဖြစ်နေတာမျိုးပေါ့နော်တတိယနေရာမျိုးတော့ရှိတယ်နော်အဲ့တော့နည်းနည်းလေးတော့လောလောဆယ်မှာ the full energy လေးဖြစ်နေတာပေါ့နော်သူ့ရဲ့စိတ်ကိုသူကောင်းကောင်းမထိန်းချောင်းနိုင်ဘူးကောင်းကောင်းမစုစည်းနိုင်ဘူးเนาะအပျော်ဘက်ကိုနည်းနည်းလေးစိတ်ရောက်နေတာမျိုးเนาะအဲ့လိုမျိုးတွေ့ရတယ်เนาะကဲဟုတ်ပြီအဲ့တော့သူကကိုယ်ဘယ်လိုပြောချင်နေလဲပေါ့နော်ဥပမာစကားလေးတွေပြောချင်နေရမျိုးရှိတယ်လို့မဟုတ်သူကွင်းထဲမှာပေါ့နော်ဘယ်လိုမျိုးအခြေအနေစိတ်အခြေအနေမျိုးရှိလဲပေါ့နော်သူဘာတွေလုပ်နေလဲဘယ်လိုစိတ်အခြေအနေမျိုးရှိလဲဆိုတော့လေသူပြောချင်တဲ့စကားလေးတွေပေါ့နော်သူ့အတွင်းထဲမှာသူ့ရဲ့တကယ်တမ်းခံစားချက်အမှန်တွေဆိုဘာဖြစ်မလဲဒီမှာလေ I can't even look at you right now နဲ့အခုချိန်မှာလည်းငါမင်းကိုပေါ့နော်ပြောရရင်ကိုမျက်နှာကိုသူမကြည့်ရဲသေးဘူးเนาะဘယ်လိုဖြစ်လဲမပြောတော့เนาะနှစ်ယောက်သားကြမှာဘယ်လိုပြဿနာတွေရှိခဲ့လဲပေါ့မသိဘူးပေါ့เนาะလောလောဆယ်မှာတော့မင်းကเนาะရင်ဆိုင်ဖို့ပေါ့เนาะရင်ဆိုင်ဖို့မရဲဘူးပေါ့เนาะအဲ့လိုဖြစ်နေတယ်တဲ့เนาะဟုတ်တယ် wrong fools advice เนาะအဲ့တော့ဒီမှာဆိုရင်လေအရင်ကသူချခဲ့တဲ့ဆုံးဖြတ်ချက်တွေကမှားခဲ့တယ်တဲ့เนาะအဲ့တော့ဒီတွေပေါ့နော်မှားယွင်းတဲ့အကြံဉာဏ်တွေပေါ့နော်ဒါမျိုးတွေရှိခဲ့တယ်မှားယွင်းတဲ့အကြံဉာဏ်တွေချနေမိတယ်လောလောဆယ်မှာတော့မှလေသူက the full energy ဆိုတော့လေသူမှန်ကန်တဲ့လမ်းကြောင်းကိုရှောက်နေရင်တလန်နဲ့မှားယွင်းတဲ့ဆုံးဖြတ်ချက်တွေချနေမိတယ်ဆိုတာမျိုးเนาะမှားယွင်းတဲ့အကြံဉာဏ်တွေရယူနေမိတယ်ဆိုတာမျိုးတွေ့ရတယ်เนาะအဲ့တော့လောလောဆယ်မှာသူရှောက်နေတဲ့လမ်းကအမှန်ကန်တယ်လို့နဲ့တွေးဖြီးနေတာမျိုးပေါ့နော်အမှန်တရားအတိုင်းမဟုတ်နေဘူးပေါ့နော်ဒီစိတ်ကြွရတွေလိုက်လုပ်နေရဆိုရင်ဒီရက်ပို့ပြီးတော့စိုးသွားနိုင်ကြရှိရလောလောဆယ်မှာဘာလဲဆိုတော့မှားယွင်းတဲ့ဒီအကြံဉာဏ်တွေမှားယွင်းတဲ့ဆုံးဖြတ်ချက်တွေချနေပြီရက်နာဟုတ်တယ်ဗျာနော်ကိုယ့်ဘာလေးဖြစ်နေတာမျိုးနော်အဲ့လိုမျိုးမလေးနဲ့တော့ဘူးကွာလေးလေးနက်နက်မဖြစ်နေဘူးဖြစ်နေတာနော်စိတ်လေးနေတာပေါ့နော်စိတ်လေးနေတာမျိုးတွေ့ရအောင်နော်စိတ်လေးနေတာနောက်တစ်ခါကျတော့တခုတော့ရှိရဲတဲ့နော် तू ကလေကို့အနေနဲ့ပေါ့နော်သူ့ကိုတဲ့နော်စောင့်နေပါလို့တဲ့နော်စောင့်နေပါလို့ तू စောင့်နေဖို့အတွက် तू မျှော်လင့်နေရမျိုးတော့ရှိတယ်တဲ့နော်အဲ့တော့သူ့ရဲ့စိတ်ထဲမှာကွာတည်ရမှာသူ့ကိုတော့ဆက်ဆောင်စေခြင်းနေသေးတယ်နော်ဆက်ဆောင်စေခြင်းနေသေးတယ်ဒါပေမဲ့ तू ကလည်းဘယ်လိုဖြစ်နေလဲလောလောဆယ်မှာတော့ तू စိတ်ကြီးလေးလွင့်နေရမယ်နော်ဟုတ်တယ်เนาะနောက်တစ်ခါကျတော့ I just want space တဲ့เนาะလောလောဆယ်မှာတော့တချို့လေးတွေကเนาะဒီမှာလာကြည့်နေတဲ့သူလေးတွေကလေသူနဲ့ကိုနဲ့ကြားမှာအဆက်အသွယ်လေးနည်းနည်းပြက်နေရမျိုးเนาะသူကဥပမာရဝင်းမြေချနိုင်ငံရဲ့ချเนาะတခြားနေရာပေါ့เนาะတခြားမြို့တစ်ခုခုကိုပြောင်းသွားပြီးတော့မှကိုနဲ့အဆက်အသွယ်ပြက်နေရမျိုးဖြစ်နိုင်တယ်သူကတော့ဒီပထမပိုင်းရောက်သွားစသွားတော့ဒါသူ့ရဲ့ပေါ့เนาะရည်မှန်းချက်တွေရည်ရွယ်ချက်တွေနဲ့เนาะလုံးဝတပွေးတစ်ပိုင်းနဲ့အောင်မြင်ဖို့ဆိုပြီးတော့သွားလိုက်တယ်ဆိုပေမဲ့တကယ်တမ်းလုံနေရင်တလန်နေပေါ့เนาะအဲ့လိုမျိုးခြေချော်လက်ချော်နဲ့နောက်တော့ကျတော့လေလွင့်နေတာမျိုးတွေเนาะဒီသူ့ရဲ့စိတ်ကိုပေါ့เนาะအပျော်ဦးစားပေးနေတာမျိုးတွေเนาะဒါမျိုးတွေဖြစ်နေတာပေါ့เนาะအပေါင်းအသင်းတွေနဲ့အပျော်ဦးစားပေးနေတာလုံးဝလေလွင့်နေတာเนาะတချို့ဆိုလို့ရှိရင်ဒီဘယ်လိုခေါ်မလဲမူရစ်စေတဲ့အရာတွေကိုဆွဲလန်းနေတာအထိပေါ့เนาะအဲ့လိုမျိုးတွေဖြစ်နေတယ်เนาะအဲ့တော့ဘယ်လိုဖြစ်နေလဲဆိုတော့တစ်ဖက်မှာကအဲ့ဓာတွေကိုတာယာနေတဲ့အတွက်အကြောင်းမို့လို့ကိုလည်း
ရင်မဆိုင်ရဲဘူးเนาะနောက်ခါကျတော့သူကိုယ်တိုင်ကလည်းသူ့ကိုယ်သူမှားယွင်းနေမှန်းတော့သိတယ်ဒါပေမဲ့လည်းလောလောဆယ်မှားယွင်းနေတဲ့လမ်းကြောင်းပေါ်ကနေပြီးသူကောင်းတဲ့ဆုံးဖြတ်ချက်တွေမချမှတ်နိုင်ဘူးပေါ့နော်ဒီမကောင်းတဲ့ဆုံးဖြတ်ချက်တွေနဲ့ပဲမကောင်းတဲ့ advice တွေနဲ့ပဲတစ်ဖက်ကသူ့ဘေးနားမှာလူတွေကလည်းသူ့ကိုမကောင်းတဲ့အကြံတွေပေးနေရမျိုးဖြစ်နေတယ်เนาะဒါပေမဲ့ဘာလဲဆိုတော့ကိုယ်နဲ့ပတ်သက်ရင်တော့ပေါ့နော်သူ့ကိုစောင့်နေစေခြင်းနဲ့လောလောဆယ်မှာတော့အဆက်အသွယ်မလုပ်ချင်သေးဘူးဘာလဲဆိုတော့သူ space ယူချင်သေးရပေါ့နော်အဲ့လိုပေါ့သူ့မှာအကြောင်းပြချက်တွေအများကြီးပဲအလုပ်ပင်ပန်းလို့ဟိုဟာဖြစ်လို့သိရမှာနောက်ကကျတော့ဒီဒစိမ့်နဲ့ပဲမဟုတ်ဘလို့ပဲဖြစ်ကွာဒီလိုမျိုးသူစိတ်အလိုလိုက်နေတဲ့ကိစ္စတွေဒီသူ့မှာအကြောင်းပြချက်မျိုးစုံနဲ့ဖြစ်နေတတ်တယ်အဲ့တော့ကိုယ်လည်းလောလောဆယ်ဆက်သွယ်မလုပ်ဘဲနဲ့သူ့ရဲ့အချိန်တိုင်းပေါ့နော် space ယူချင်သေးတယ်ဆိုတဲ့ပုံစံမျိုးကြီးပြောနေတယ်ပေါ့နော်အဲ့တော့ဥမာပေါ့နော်ပြန်ဆက်တွေ့လာဖို့အထိမျှော်လင့်လို့ရမလားဆိုတဲ့ဟာမျိုးပေါ့နော်ဒါမျိုးလေးကိုဒီတည်မယ်သူပြန်ဆက်တွေ့လာနိုင်မလားပေါ့နော်ဥမာမျှော်လင့်နေတဲ့သူတွေကပြန်ဆက်တွေ့လာနိုင်လားဒါမှမဟုတ်သူပြန်လေတက်မဲ့လာနိုင်လားပေါ့နော်one of pentacle တဲ့နော်မျှော်လင့်လို့ရပါတယ်တဲ့နော်အဲ့တော့ one of pentacle ဖြစ်တဲ့အတွက်ကြောင့်မလို့နော်ဆက်တွေ့လာနိုင်မလားဆိုရင်တော့ဆက်တွေ့လဲလှုပ်လာနိုင်ပါတယ်နော်မျှော်လင့်လို့ရတယ်လို့ပြောတယ်နော်one not sweat okay ဘယ်လိုနာမည်1နေနော် one not pentacle one not sweat နော်အဲ့တော့နည်းနည်းတော့ကြာမယ်နော် one not sweat ပါတော့เนาะကြာမယ် one not pentacle လည်းပါတယ် one not sweat လည်းပါတယ်ဆိုတော့တိတ်တော့မမြင်အောင်เนาะကြာမယ်ကြာမယ်เนาะဗာလဲဆက်သွယ်တော့ဆက်သွယ်ပြန်ဆက်သွယ်ဟောနော်အဆက်သွယ်ပြန်ရလာနိုင်တယ်เนาะအဆက်သွယ်ပြန်ပြီးတော့သူနဲ့ကိုယ်နဲ့ပြန်ပြီးတော့ connect ဖြစ်လာနိုင်တယ်ဒါမှကြာမှာဒီမှာတော့ I just dream နဲ့ wish for everything နဲ့เนาะကိုနဲ့ပတ်သက်တဲ့အိမ်မက်ပေါ့နော်ကိုနဲ့ပတ်သက်တဲ့စွတ်တောင်းနေเนาะဒီဟာတွေကိုနဲ့ပတ်သက်တဲ့အရာတိုင်းအတွက်ပေါ့နော်သူ့အနေနဲ့ဒီကိုနဲ့ပတ်သက်ပြီးတော့ပေါ့နော်အရာတိုင်းမှာပေါ့နော်အရာတိုင်းအတွက်သူအိမ်မက်ထားတဲ့အရာလေးတွေသူစွတ်တောင်းထားတဲ့အရာလေးတွေအတွက်တော့ဖြစ်ချင်ပါသေးတယ်ဆိုရယ်စံနာတော့ရှိပါတယ်တဲ့နော်ဒါပေမဲ့အခုတော့မဟုတ်နေသေးဘူးเนาะအခုတော့မဟုတ်နေသေးဘူးနည်းနည်းတော့ကြာမယ်ဒီဟာလေးတွေကိုပြန်ပြီးသူအဖက်ဆယ်နိုင်မှာပါပေါ့เนาะအဖက်ဆယ်နိုင်မှာပါဘာလို့လဲဆိုတော့ဒီမှာ sweat ပါတယ် one not sweat ပါတယ်ဆိုတော့လေသူဒီဟာတွေကိုလောလောဆယ်မကောင်းနေဘူးဆိုတဲ့အရာတွေကိုသူကိုယ်တိုင်ဖြတ်တောက်ပြီးတော့သူကိုယ်တိုင်ခုတ်ထွင်ရှင်းလင်းပြီးတော့ဒါကိုကြော်ဖြတ်ဖို့တော့လိုနေသေးတယ်เนาะပြီးသွားရင်သူ့ရဲ့ငွေကြေးပိုင်းအရာကိုသူပြန်ပြီးအာယုံစိုက်တာเนาะဒီအလုတ်ကင်ငွေကြေးနဲ့ပတ်သက်ပြီးတော့အစကနေပြန်ပြီးတော့စတင်တာเนาะပြန်ပြီးတော့စိတ်တစ်လူတွေနဲ့ပြန်လဲကြိုးစားတာမျိုးတွေလုပ်ဖို့လိုအပ်နေသေးတယ်အဲ့လိုလုပ်နိုင်သွားပြီဆိုလို့ရှိရင်တော့သူနဲ့ကိုယ်နဲ့ဒီသူကကိုယ်နဲ့ပတ်သက်တယ်ပေါ့เนาะဒီကိုနဲ့ပတ်သက်တဲ့ဒီဟိုပါပေါ့เนาะသူ့ရဲ့အိမ်မက်တွေเนาะသူ့ရဲ့ဒီစိတ်ကူးတွေကိုကောက်ထည့်ပေါ်လာနိုင်ဖို့အတွက်ကိုသူပြန်လဲစူးစမ်းနိုင်ပါပါတဲ့เนาะအဲ့လိုမဖြစ်ခင်ကတော့ဘာဖြစ်လဲသူ့ကိုယ်သူတော့အရင်ဦးဆုံးသူ့ရဲ့အခုလက်ရှိဒီဖြစ်နေတဲ့အနေအထားတွေကနေသူကိုယ်တိုင်ကယုံထွက်ပြီးတော့ဗောနော်ဒီလက်ရှိဖြစ်နေတဲ့စိတ်တွေကိုဖြတ်တောက်ဖြစ်ပြီးတော့မကောင်းတဲ့အရာတွေကိုဖြတ်တောက်ဖြစ်ပြီးတော့သူကိုယ်တိုင်ယုံထွက်ဖို့တော့လောလောဆယ်လိုနေသေးတယ်เนาะသူကိုယ်တိုင်ဒီတိုက်ပွဲဝင်ဖို့လိုနေသေးတာမျိုးတော့တွေ့ရတယ်နော်ကဲဒါလေးကတော့တစ်ဖက်လူဘာတွေလုပ်နေလဲเนาะသူဘာတွေတွေးနေလဲဘာတွေစဉ်းစားနေလဲစသဖြင့်ပေါ့နော်သူ့ရဲ့တစ်ဖက်ကเนาะအနေအထားလေးကိုဒါကြည့်ပေးလိုက်တာပဲဖြစ်ပါတယ်เนาะကဲမိမိတို့ရဲ့ personal reading လေးတွေမေးချင်တယ်ဆိုရင်เนาะ Tarot Healing and Reading My Kid ရဲ့ Facebook chat box လေးတွေမှာလာရောက်မေးမြန်းနိုင်ပါတယ်เนาะပြီးတော့မိမိတို့မေးစီခြင်းတဲ့ခေါင်းစဉ်လေးတွေရှိရဆိုရင်လည်းပဲအောက်မှာ comment မှာရေးသွားလို့ရပါတယ်ဗီဒီယိုလေးအနေနဲ့အားလုံးအတွက်ကို collective reading အနေနဲ့ပြန်လုပ်ပေးမှာဖြစ်ပါတယ်ဒါက personal မဟုတ်ဘူးပေါ့เนาะ personal reading ကတော့ chat box မှာကိုယ်တိုင်လာပြီးတော့မှပညာကြီးနဲ့လာမေးတာမျိုးပေါ့เนาะဒါကတော့အခုမေးစီခြင်းတဲ့ခေါင်းစဉ်လေးတွေကတော့အကုန်လုံးအတွက်ပေါ့เนาะပြန်ပြီးတော့မှcollective reading နေနဲ့ပြန်ဖတ်ပြီးမှဖြစ်တယ်ပေါ့နော်။ကဲနောက်ထပ် reading လေးတွေမှာပြန်တွေ့ပါမယ်နော်။ကဲကျေးဇူးအများကြီးတင်ပါတယ်။တက်တာ။ကဲအားလုံးပဲမင်္ဂလာပါနော်။ Tarot Healing and Reading My Kid နေပြီးတော့မှပြန်လဲကြိုဆိုလိုက်ပါတယ်။ဒီနေ့ကြည့်ပေးမယ် reading လေးကတော့အချစ်ရေး reading လေးပေါ့နော်။ဒါပေမဲ့မိမိရဲ့ပေါ့နော်အခုအတွေးထဲမှာရှိနေတဲ့သူပေါ့နော်။သူ့ရဲ့လောလောဆယ်ပေါ့နော်သူ့ရဲ့စိတ်ခံစားချက်အခြေအနေတွေနဲ့သူဘာတွေလုပ်နေလဲပေါ့နော်သူလက်ရှိမှာဘယ်လိုစိတ်ခံစားချက်တွေရှိနေလဲဘာတွေလုပ်နေလဲဆိုတာကိုကြည့်ပေးမယ်ပေါ့နော် love reading လေးပဲဖြစ်ပါတယ်အဲ့တော့မိမိစိတ်ထဲမှာနော်တွေးနေတဲ့သူတယောက်ပေါ့နော်သူရဲ့လက်ရှိအခြေအနေလေးသူရဲ့စိတ်ခံစားချက်နဲ့သူဘာတွေလုပ်နေလဲဆိုတာလေးကိုကြည့်ပေးမှာဖြစ်ပါတယ်အဲ့တော့ကဲတစ်ချက်လောက်အာရုံပြုထားကြမယ်နော်ဒါလေးက collective reading လေးပဲဖြစ်ပါတယ်မိမိနဲ့ကြိုက်တာလေးကိုယူပါ energy ကြိုက်တာလေးကိုယူပါပေါ့နော်ဒါ
ပိုင်မရွေးခိုင်းတော့ဘူးเนาะIMI University ညစနာခင်ကျေစနာနေပါအလုံးတော်တဲ့ရများလို့ခင်မနဲ့ပတ်သက်တဲ့ဆောင်းရှောက်ပုဂ္ဂိုလ်များဖိတ်ခေါ်ပါတယ်လာကြည့်နေတဲ့ quality သမားလေးတွေရဲ့တက်ဖတ်တွေပါเนาะတွေးနေတဲ့သူကလောလောဆယ်မှာဘယ်လိုစိတ်ခံစားချက်တွေရှိနေလဲဘာတွေလုပ်နေလဲဆိုတာကိုပြောပြပေးပါSo, okay เนาะ3ကပ်ကြည့်ပြန်3ကပ်နဲ့ကြည့်ပြန်เนาะအဲ့တော့3 sort 1เนาะ3 sort 1အရာဆိုရင်တော့တယ်เนาะအဲ့တော့ဒီမှာကဗောနော်တစ်ဖက်သူရဲ့ဟိုကြည်ပေးမှာလည်းဟုတ်တယ်ဗောနော်ဒါပေမဲ့ဒါကဒီမှာတော့ energy ကနှစ်ဖက်စလုံးရဲ့ energy မှာလာပြနေရမျိုးတော့တွေ့ရတယ်နော်စင်ပါလေခရီးသွားဖို့တခုခုเนาะနိုင်ငံရခြားเนาะဒီလိုခရီးသွားဖို့တခုခုကြံစည်နေတာ3 software เนาะဟုတ်တယ်ရဝေးမြေခြားနိုင်ငံရခြားเนาะရေခြားမြေခြားဒီလိုနေရာမှာအလုပ်သွားလုပ်ဖို့အတွက်ကိုစီစဉ်နေတာမျိုးရှိတယ်เนาะအဲ့တော့အနောက်နိုင်ငံတွေလည်းဖြစ်နိုင်တယ်လို့ပေါ့နော်ဒီမှာဆိုလို့ရှိရင်တော့ဒီမှာတော့ Paris ပေါ့ပြထားတယ်တချို့ကတော့လည်းခရီးထွက်ဖို့အတွက်ကိုစီစဉ်နေရမျိုးရှိရเนาะအလောက်ကင်နဲ့ပတ်သက်တဲ့ခရီးပဲဖြစ်ဖြစ်အပျော်ခရီးပဲဖြစ်ဖြစ်ပေါ့เนาะအပန်းဖြေခရီးပဲဖြစ်ဖြစ်ဒီလိုထွက်ဖို့ကိုကြံစီနေရမျိုးရှိတယ်အဲ့ဒီဟာကနေပြီးတော့ပေါ့เนาะကောင်းတဲ့ခရီးသွားမျိုးကောင်းတဲ့ခရီးမျိုးလည်းဖြစ်ပါလိမ့်မယ်ပေါ့เนาะအဲ့လိုမျိုးတွေ့ရတယ်အဲ့တော့သူကပေါ့နော်သူဘာကြီးလုံးနေလဲလို့မေးတယ်ဆိုတော့အခုသူခရီးတစ်ခုကိုထွက်ဖို့အတွက်ကိုကြိုးကြည့်စီစဉ်နေတာမျိုးပေါ့နော်ဒါမျိုးဖြစ်နိုင်တယ်။ဒါမှမဟုတ်လေကိုယ့်ဘက်ကနေသူရှိတဲ့နေရာကိုသွားဖို့ပေါ့နော်ခရီးထွက်ဖို့အတွက်စီစဉ်နေတာမျိုးလို့လေဒီမှာ intuition မှာရတယ်ပေါ့နော်ဒီမှာကတော့နောက်ကတော့ six socket ပါတယ်နော် six socket ပါတော့လေသူတခုဘာတွေးနေလဲဆိုတော့ six socket ဆိုတော့အဟောင်းเนาะဟိုးအရင်ကအတိတ်က memory တွေအတိတ်ကဖြစ်ရက်တွေကိုပြန်လည်ပြီးတော့မှတွေးနေတာမျိုးเนาะဥပမာဓာတ်ပုံကလေးကိုကြည့်ပြီးတော့မှလေပြန်တတိရနေရမျိုးအဲ့ဟာကြလဲဗာလဲဆိုတော့သူ့ရဲ့ childhood เนาะအရင်တော့ငယ်ဘဝကmemory ပေါ့နော်ငယ်ဘဝတော့က memory နောက်ခါကျတော့ငယ်ဘဝကရည်စားဟောင်းနေเนาะအဲ့လိုမျိုးဖြစ်နိုင်တယ်เนาะအဲ့တော့ဒီ energy ရဆိုရင်အဲ့တော့ကိုယ့်ရဲ့ငယ်ဘဝရည်စားဟောင်းဖြစ်နိုင်တယ်လို့သူကလည်းသူ့ရဲ့ငယ်ဘဝရည်စားဟောင်းပေါ့နော်သူနဲ့ကိုယ်နဲ့ဒီမြောက်လုံးကငယ်ဘဝရည်စားဟောင်းနေဒါမျိုးလည်းဖြစ်နိုင်တယ်ဒါမှမဟုတ်လည်းငယ်တော့တငယ်ချင်းတွေပေါ့နော်ဒီလိုပုံစံမျိုးလေးပေါ့နော်အဲ့ငယ်ဘဝကအခြေအနေလေးတွေငယ်ဘဝအကြောင်းအရာလေးတွေကိုပြန်လဲတွေးတောပြီးတော့မှဓာတ်ပုံလေးကိုကြည့်ပြီးတော့မှပေါ့နော်သတိရနေရမျိုးတွေရှိတယ်နောက်ကကျတော့ the fool ရဲ့ energy ကနည်းနည်းလေးပေါ့နော်ဒီချိန်မှာလေလွင့်နော်စိတ်တွေလေလွင့်နေရမျိုးရှိတယ်တခုခုကိုဟိုဘယ်လိုခေါ်မလဲအာယုံကြာစိုက်နိုင်တာမျိုးမရှိဘူးပေါ့နော်အဲ့လိုမျိုးလေလွင့်နေရမျိုးရှိရဘာလို့ဘာကြိုင်ရမှန်းလည်းမသိဘူးအဲ့တော့ဖြစ်ချင်တာဖြစ်ဆိုပြီးတော့စိတ်ပျော်တာတွေလိုက်လုပ်နေပြီးတော့ဗောနော်လီလွင့်နေတဲ့အနေအထားမျိုးမှာရှိရဒီမှာဆိုရင်တော့ဒီမှာလေထီးနေဗောနော်တိမ်မောမှာလွင့်နေတဲ့ငါလေးဆိုရပုံစံမျိုးဖြစ်တယ်နော်အဲ့လိုဆိုတော့โอเคအဲ့တော့သူကဗောနော်အခုအချိန်မှာလေလုံးဝဘဝကိုလုံးဝလေအေးစီပေါ့ပပါဖြတ်တန်းသွားတော့မယ်ဆိုတာမျိုးဗောနော်တွေးနေရမျိုးရှိတယ်သိလားအဲ့တော့လောလောဆယ်မှာခရီးတွေထွက်မဲတယ်သိလားဒီဟာကလေအခုလာကြည့်နေတဲ့ဒီ energy ကအခုဒီကြည့်နေတဲ့သူလေးတွေရဲ့ energy ရောเนาะတစ်ဖက်သူရဲ့ energy ရောနှစ်ခုလုံးများပါနေလားမသိเนาะဘယ်လိုဖြစ်နေလဲဆိုတော့လေတိတ်ပြီးတော့တဲ့เนาะဘဝမှာအရင်ပင်ပန်းလေးလံလာတယ်ပေါ့เนาะဟိုတိတ်ပြီးတော့ဟိုမထားတော့ဘူးပေါ့เนาะအဲ့တော့တို့လက်ပေါ်ပပါနဲ့ကွာတည်ရမှာအသက်ရှင်ရတဲ့အခြေအနေတခုမှာပျော်အောင်ပဲနေတော့မယ်ပေါ့เนาะခရီးတွေထွက်မယ်ပေါ့အဲ့လိုမျိုးပေါ့เนาะကိုပျော်ရွှင်တာတွေပဲလုပ်တော့မယ်ပေါ့เนาะဒီလိုမျိုးတွေးနေရမျိုးပေါ့เนาะအဲ့လိုရှိတယ်အဲ့တော့ဒါလေးက the full energy ဖြစ်တဲ့အတွက်လေတခုရှိတာကလေဟိုကိုအခုလေလွင့်နေတာကောင်းတဲ့ဟိုဟာမျိုးတော့မဟုတ်ဘူးပေါ့နော်ပြောချင်တာကလေဟိုကို့မှာအလုတ်ကင်ငွေကြေးစီးပွားရေးစသဖြင့်ပေါ့နော်ဒီအသက်အရွယ်တခုမှာပေါ့နော်ဟိုကိုချမှတ်တဲ့နေပေါ့နော်ဝါရီမန်ချက်တွေရှိဖို့လိုအပ်တယ်နော်အဲ့တော့လောလောဆယ်မှာကကြတော့လေအဲ့ဝါရီမန်ချက်တွေကိုတွားဖို့အတွက်ကိုပလန်ကမရှိဘူးမဟုတ်ရှိတယ်ဒါပေမဲ့အဲ့ဟာကိုလည်းပဲမဟုတ်နေဘူးဒီလားဘယ်လိုခေါ်မလဲနည်းနည်းပေါ့နော်တစ်ဖက်မှာလည်းလေလွင့်နေတဲ့စိတ်ပေါ့နော်အဲ့လိုလေးဖြစ်နေတာကိုတွေ့ရတယ်အဲ့တော့အခြေအင်းနဲ့ပတ်သက်လို့ပေါ့နော်ပြောပါဟိဆိုရင်တော့သူ့ရဲ့ဒါအခုကအခြေအင်းဆိုတာလေကိုနဲ့ပတ်သက်တဲ့ဥစ္စာတဲ့အစားရင်ဟွာတည်းရမှာသူ့ကိုယ်သူအဲ့လိုမျိုးလေလွင့်ပျော်ရွှင်ခြင်းနေတာမျိုးကပုံများတယ်ချို့ဆိုရင်ဒီလိုဖြစ်မယ်နော်ချို့ကဘယ်လိုလဲဆိုတော့နိုင်ငံခြားကိုရောက်နေပြီเนาะနိုင်ငံခြားကိုရောက်နေပြီသွားနေပြီနိုင်ငံခြားမှာရှိနေပြီဒါပေမဲ့ဘာလဲဆိုတော့သွားတော့ကတော့အလုတ်ကင်ငွေကြေးစီးပွားရေးရီမန်းချက်တွေတတိကြီးနဲ့သွားတယ်ဆိုပေမဲ့တကယ်တမ်းရောက်ရှိသွားတဲ့အချိန်မှာနိုင်ငံခြားကိုတကယ်တမ်းရောက်ရှိသွားတဲ့အချိန်မှာကျတော့ဘာလဲဆိုတော့
ဘယ်လိုခေါ်မလဲကြုံတွေ့နေတဲ့ပင်ပန်းဆင်းရဲမှုဒဏ်တွေကြောင့်လည်းဖြစ်နိုင်တာပေါ့နော်အဲ့တော့နည်းနည်းလေးလေလွင့်နေတယ်နော်လုံနေတယ်ဒါပေမဲ့ဘယ်လိုခေါ်မလဲအရာရာကိုတိတ်ပြီးတော့ seriously မထားတော့ဘဲနဲ့ကွာသိရမလားပေါ့ပပပျော်ပျော်ရွှင်ရွှင်ပဲဖြတ်တန်းသွားတော့မယ်ဟဲ့ဆိုပြီးတော့ဘယ်လိုခေါ်မလဲသွားပျော်လိုက်ပါလိုက်တောက်လိုက်စားလိုက်ပေါ့နော်အဲ့လိုမျိုးနဲ့နေနေတဲ့သူတွေလည်းဖြစ်နိုင်တယ်နော်အဲ့တော့တစ်ခါမှာတော့အရင်ကပေါ့နော်အရင်ကကိုယ်နဲ့ကိစ္စရအဟောင်းလေးတွေငယ်စဉ်တော့ကိစ္စလေးတွေနော်အရင်တော့ပျော်ရွှင်ခဲ့ရတယ်ကိုယ်နိုင်ငံရဲ့ကိစ္စလေးတွေပြန်တွေးပြီးတော့မှနော်ဖြစ်နေတာမျိုးပေါ့နော်တတိယနေရာမျိုးတော့ရှိတယ်နော်အဲ့တော့နည်းနည်းလေးတော့လောလောဆယ်မှာ the full energy လေးဖြစ်နေတာပေါ့နော်သူ့ရဲ့စိတ်ကိုသူကောင်းကောင်းမထိန်းချောင်းနိုင်ဘူးကောင်းကောင်းမစုစည်းနိုင်ဘူးเนาะအပျော်ဘက်ကိုနည်းနည်းလေးစိတ်ရောက်နေတာမျိုးเนาะအဲ့လိုမျိုးတွေ့ရတယ်เนาะကဲဟုတ်ပြီအဲ့တော့သူကကိုယ်ဘယ်လိုပြောချင်နေလဲပေါ့နော်ဥပမာစကားလေးတွေပြောချင်နေရမျိုးရှိတယ်ဒါမှမဟုတ်သူ့ကွင်းထဲမှာပေါ့နော်ဘယ်လိုမျိုးအခြေအနေစိတ်အခြေအနေမျိုးရှိလဲပေါ့နော်သူဘာတွေလုပ်နေလဲဘယ်လိုစိတ်အခြေအနေမျိုးရှိလဲဆိုတော့လေသူပြောချင်တဲ့စကားလေးတွေပေါ့နော်သူ့အတွင်းထဲမှာသူ့ရဲ့တကယ်တမ်းခံစားချက်အမှန်တွေဘာဖြစ်မလဲဒီမှာလေ I can't even look at you right now နဲ့အခုချိန်မှာငါမင်းကိုပေါ့နော်ပြောရင်တော့ကိုမျက်နှာကိုသူမကြည့်ရဲသေးဘူးเนาะဘယ်လိုဖြစ်လဲမပြောတော့เนาะနှစ်ယောက်သားကြမှာဘယ်လိုပြဿနာတွေရှိခဲ့လဲဆိုတော့မသိဘူးပေါ့เนาะလောလောဆယ်မှာတော့မင်းကနော်ရင်ဆိုင်ဖို့ပေါ့เนาะရင်ဆိုင်ဖို့မရဲဘူးပေါ့เนาะအဲ့လိုဖြစ်နေတယ်တဲ့เนาะဟုတ်တယ် wrong fools advice တဲ့เนาะအဲ့တော့ဒီမှာဆိုရင်လေအရင်ကသူချခဲ့တဲ့ဆုံးဖြတ်ချက်တွေကမှားခဲ့တယ်တဲ့เนาะအဲ့တော့ဒီတွေပေါ့နော်မှားယွင်းတဲ့အကြံဉာဏ်တွေပေါ့နော်ဒါမျိုးတွေရှိခဲ့တယ်မှားယွင်းတဲ့အကြံဉာဏ်တွေချနေမိတယ်လောလောဆယ်မှာတော့မှလေသူက the full energy ဆိုတော့လေသူမှန်ကန်တဲ့လမ်းကြောင်းကိုရှောက်နေရင်တလန်နဲ့မှားယွင်းတဲ့ဆုံးဖြတ်ချက်တွေချနေမိတယ်ဆိုတာမျိုးเนาะမှားယွင်းတဲ့အကြံဉာဏ်တွေရယူနေမိတယ်ဆိုတာမျိုးတွေ့ရတယ်เนาะအဲ့တော့လောလောဆယ်မှာသူရှောက်နေတဲ့လမ်းကအမှန်ကန်တယ်လူနဲ့တွေးဖြီးနေတာမျိုးပေါ့နော်အမှန်တရားအတိုင်းမဟုတ်နေဘူးပေါ့နော်ဒီစိတ်ကြွရတွေလိုက်လုပ်နေရဆိုရင်ဒီတက်ပို့ပြီးတော့စိုးသွားနိုင်ကြရှိရလောလောဆယ်မှာပါလဲဆိုတော့မှားယွင်းတဲ့ဒီအကြံဉာဏ်တွေမှားယွင်းတဲ့ဆုံးဖြတ်ချက်တွေချနေပြီရက်နာဟုတ်တယ်ဗျာနော်ကိုယ့်ဘာပါလေးဖြစ်နေရမျိုးနော်အဲ့လိုမျိုးမလေးနဲ့တော့ဘူးကွာလေးလေးနက်နက်မဖြစ်နေဘူးဖြစ်နေတာနော်စိတ်လေးနေတာပေါ့နော်စိတ်လေးနေတာမျိုးတွေ့ရအောင်နော်စိတ်လေးနေတာနောက်တစ်ခါကျတော့တခုတော့ရှိရဲတဲ့เนาะ तू ကလေကို့အနေနဲ့ပေါ့เนาะသူ့ကိုတဲ့เนาะစောင့်နေပါလို့တဲ့เนาะစောင့်နေပါလို့ तू စောင့်နေဖို့အတွက် तू မျှော်လင့်နေရမျိုးတော့ရှိရဲတဲ့เนาะအဲ့တော့သူ့ရဲ့စိတ်ထဲမှာကွာသိရမှာသူ့ကိုတော့ဆက်ဆောင်စေခြင်းနေသေးတယ်เนาะဆက်ဆောင်စေခြင်းနေသေးတယ်ဒါပေမဲ့ तू ကလည်းဘယ်လိုဖြစ်နေလဲလောလောဆယ်မှာတော့ तू စိတ်တွေလီလွင့်နေရမှာเนาะဟုတ်တယ်เนาะနောက်တစ်ခါကျတော့ I just want space တဲ့เนาะလောလောဆယ်မှာတော့တချို့လေးတွေကเนาะဒီမှာလာကြည့်နေတဲ့သူလေးတွေကလေသူနဲ့ကိုယ်နဲ့ကြားမှာအဆက်အသွယ်လေးနည်းနည်းပြက်နေရမျိုးเนาะသူကဥပမာရဝင်းမြေချနိုင်ငံရဲ့ချเนาะတခြားနေရာပေါ့เนาะတခြားမြို့တစ်ခုခုကိုပြောင်းသွားပြီးတော့မှကိုယ်နဲ့အဆက်အသွယ်ပြက်နေရမျိုးဖြစ်နိုင်တယ်သူကတော့ဒီပထမပိုင်းရောက်သွားစသွားတော့ဒါသူ့ရဲ့ပေါ့เนาะရည်မှန်းချက်တွေရည်ရွယ်ချက်တွေနဲ့เนาะလုံးဝတပွေးတစ်ပိုင်းနဲ့အောင်မြင်ဖို့ဆိုပြီးတော့သွားလိုက်တယ်ဆိုပေမဲ့တကယ်တမ်းလုံနေရင်တလန်နဲ့ပေါ့เนาะအဲ့လိုမျိုးခြေချော်လက်ချော်နဲ့နောက်တော့ကျတော့လေလွင့်နေတာမျိုးတွေเนาะဒီသူ့ရဲ့စိတ်ကိုပေါ့เนาะအပျော်ဦးစားပေးနေတာမျိုးတွေเนาะဒါမျိုးတွေဖြစ်နေတာပေါ့เนาะအပေါင်းအသင်းတွေနဲ့အပျော်ဦးစားပေးနေတာလုံးဝလေလွင့်နေတာเนาะတချို့ဆိုလို့ရှိရင်ဒီဘယ်လိုခေါ်မလဲမူရစ်စေတဲ့အရာတွေကိုဆွဲလန်းနေတာအထိပေါ့เนาะအဲ့လိုမျိုးတွေဖြစ်နေတယ်เนาะအဲ့တော့ဘယ်လိုဖြစ်နေလဲဆိုတော့တစ်ဖက်မှာကအဲ့ဒါတွေကိုတာယာနေတဲ့အတွက်အကြောင်းမို့လို့ကိုလည်းရင်မဆိုင်ရဲဘူးเนาะနောက်ခါကျတော့သူကိုယ်တိုင်ကလည်းသူ့ကိုယ်သူမှားယွင်းနေမှန်းတော့သိရဲဒါပေမဲ့လည်းအဲ့လောလောဆယ်အဲ့မှားယွင်းနေတဲ့လမ်းကြောင်းပေါ်ကနေပြီးသူကောင်းတဲ့ဆုံးဖြတ်ချက်တွေမချမှတ်နိုင်ဘူးပေါ့နော်ဒီမကောင်းတဲ့ဆုံးဖြတ်ချက်တွေနဲ့ပဲမကောင်းတဲ့ advice တွေနဲ့ပဲတစ်ဖက်ကသူ့ဘေးနားမှာလူတွေကလည်းသူ့ကိုမကောင်းတဲ့အကြံတွေပေးနေရမျိုးဖြစ်နေတယ်နော်ဒါပေမဲ့ဘာလဲဆိုတော့ကိုယ်နဲ့ပတ်သက်ရင်တော့
ဟိုပေါ့နော်သူ့ကိုစောင့်နေစေခြင်းနဲ့လောလောဆယ်မှာတော့အဆက်အသွယ်မလုပ်ချင်သေးဘူး။ဘာလဲဆိုတော့သူ space ယူချင်သေးတယ်ပေါ့နော်အဲ့လိုပေါ့သူ့မှာအကြောင်းပြချက်တွေအများကြီးပဲအလုပ်ပင်ပန်းလို့ဟိုဟာဖြစ်လို့သိရမှာနောက်ကကျတော့ဒီဒစိမ့်နဲ့ပဲမို့ဘလို့ပဲဖြစ်ဖြစ်ကွာဒီလိုမျိုးသူစိတ်အလိုလိုက်နေတဲ့ကိစ္စတွေဒီသူ့မှာအကြောင်းပြချက်မျိုးစုံနဲ့ဖြစ်နေတတ်တယ်။အဲ့တော့ကိုယ်လည်းလောလောဆယ်ဆက်သွယ်မလုပ်ဘဲနဲ့သူ့ရဲ့အချိန်တိုင်းပေါ့နော် space ယူချင်သေးတယ်ဆိုတဲ့ပုံစံမျိုးကြီးပြောနေတယ်ပေါ့နော်အဲ့တော့ဥမာပေါ့နော်ပြန်ဆက်တွေ့လာဖို့အထိမျှော်လင့်လို့ရမလားဆိုတဲ့ဟာမျိုးပေါ့နော်ဒါမျိုးလေးကိုဒီတည်မယ်သူပြန်ဆက်တွေ့လာနိုင်မလားပေါ့နော်ဥမာမျှော်လင့်နေတဲ့သူတွေကပြန်ဆက်တွေ့လာနိုင်လားဒါမှမဟုတ်သူပြန်လေတက်မဲ့လာနိုင်လားပေါ့နော်one of pentacle တဲ့နော်မျှော်လင့်လို့ရပါတယ်တဲ့နော်အဲ့တော့ one of pentacle ဖြစ်တဲ့အတွက်ကြောင့်မလို့နော်ဆက်တွေ့လာနိုင်မလားဆိုရင်တော့ဆက်သွယ်လဲလောက်လာနိုင်ပါတယ်เนาะမျှော်လင့်လို့ရတယ်လို့ပြောတယ်เนาะone not sweat okay ဘယ်လိုနာမည်1နေเนาะ one not pentacle one not sweat เนาะအဲ့တော့နည်းနည်းတော့ကြာမယ်เนาะ one not sweat ပါတော့เนาะကြာမယ် one not pentacle လည်းပါတယ် one not sweat လည်းပါတယ်ဆိုတော့တိတ်တော့မမြင်အောင်เนาะကြာမယ်ကြာမယ်เนาะဟိုကလည်းဆက်သွယ်တော့ဆက်သွယ်ပြန်ဆက်သွယ်ဟောနော်အဆက်သွယ်ပြန်ရလာနိုင်တယ်เนาะအဆက်သွယ်ပြန်ပြီးတော့သူနဲ့ကိုယ်နဲ့ပြန်ပြီး connect ဖြစ်လာနိုင်တယ်ဒါမှကြာမှာဒီမှာတော့ I just dream နဲ့ wish for everything နဲ့เนาะကိုနဲ့ပတ်သက်တဲ့အိမ်မက်ပေါ့နော်ကိုနဲ့ပတ်သက်တဲ့ suit down နေเนาะဒီဟာတွေကိုနဲ့ပတ်သက်တဲ့အရာတိုင်းအတွက်ပေါ့နော်သူ့အနေနဲ့ဒီကိုနဲ့ပတ်သက်ပြီးတော့ပေါ့နော်အရာတိုင်းမှာပေါ့နော်အရာတိုင်းအတွက်သူအိမ်မက်ထားတဲ့အရာလေးတွေသူစူတောင်းထားတဲ့အရာလေးတွေအတွက်တော့ဟိုဖြစ်ချင်ပါသေးတယ်ဆိုရယ်စံနာတော့ရှိပါတယ်တဲ့နော်ဒါပေမဲ့အခုတော့မဟုတ်နေသေးဘူးနော်အခုတော့မဟုတ်နေသေးနည်းနည်းတော့ကြာမယ်ဒီဟာလေးတွေကိုပြန်ပြီးသူအဖက်ဆယ်နိုင်မှာပါပေါ့နော်အဖက်ဆယ်နိုင်မှာပါဘာလို့လဲဆိုတော့ဒီမှာ sweat ပါတယ် one not sweat ပါတယ်ဆိုတော့လေသူဒီဟာတွေကိုလောလောဆယ်မကောင်းနေဘူးဆိုတဲ့အရာတွေကိုသူကိုယ်တိုင်ဖြတ်တောက်ပြီးတော့သူကိုယ်တိုင်ခုတ်ထွင်ရှင်းလင်းပြီးတော့ဒါကိုကြော်ဖြတ်ဖို့တော့လိုနေသေးတယ်နော်ပြီးသွားရင်သူ့ရဲ့ငွေကြေးပိုင်းအရာကိုသူပြန်ပြီးအာယုံစိုက်တာเนาะဒီအလုပ်ကိုင်ငွေကြေးနဲ့ပတ်သက်ပြီးတော့အစကနေပြန်ပြီးတော့စတင်တာเนาะပြန်ပြီးတော့စိတ်တစ်လူတွေနဲ့ပြန်လဲကြိုးစားတာမျိုးတွေလုပ်ဖို့လိုအပ်နေသေးတယ်အဲ့လိုလုပ်နိုင်သွားပြီဆိုလို့ရှိရင်တော့သူနဲ့ကိုယ်နဲ့ဒီသူကကိုယ်နဲ့ပတ်သက်တယ်ပေါ့เนาะဒီကိုနဲ့ပတ်သက်တဲ့ဒီဟိုပါပေါ့เนาะသူ့ရဲ့အိမ်မက်တွေเนาะသူ့ရဲ့ဒီစိတ်ကူးတွေကိုကောက်ထည့်ပေါ်လာနိုင်ဖို့အတွက်ကိုသူပြန်လဲစူးစမ်းနိုင်ပါပါတဲ့เนาะအဲ့လိုမဖြစ်ခင်ကတော့ဘာဖြစ်လဲသူ့ကိုယ်သူတော့အရင်ဦးဆုံးသူ့ရဲ့အခုလက်ရှိဒီဖြစ်နေတဲ့အနေအထားတွေကနေသူကိုယ်တိုင်ကရုံးထွက်ပြီးတော့ဗောနော်ဒီလက်ရှိဖြစ်နေတဲ့စိတ်တွေကိုဖြတ်တောက်ဖြစ်ပြီးတော့မကောင်းတဲ့အရာတွေကိုဖြတ်တောက်ဖြစ်ပြီးတော့သူကိုယ်တိုင်ရုံးထွက်ဖို့တော့လောလောဆယ်လိုနေသေးတယ်เนาะသူကိုယ်တိုင်ဒီတိုက်ပွဲဝင်မှုလိုနေသေးတာမျိုးတော့တွေ့ရတယ်နော်ကဲဒါလေးကတော့တစ်ဖက်လူဘာတွေလုပ်နေလဲเนาะသူဘာတွေတွေးနေလဲဘာတွေစဉ်းစားနေလဲစသဖြင့်ပေါ့နော်သူ့ရဲ့တစ်ဖက်ကเนาะအနေအထားလေးကိုဒါကြည့်ပေးလိုက်တာပဲဖြစ်ပါတယ်เนาะကဲမိမိတို့ရဲ့ personal reading လေးတွေမေးချင်တယ်ဆိုရင်เนาะ Tarot Healing and Reading My Kid ရဲ့ Facebook chat box လေးတွေမှာလာရောက်မေးမြန်းနိုင်ပါတယ်เนาะပြီးတော့မိမိတို့မေးစီခြင်းတဲ့ခေါင်းစဉ်လေးတွေရှိရဆိုရင်လည်းပဲအောက်မှာ comment မှာရေးသွားလို့ရပါတယ်ဗီဒီယိုလေးအနေနဲ့အားလုံးအတွက်ကို collective reading အနေနဲ့ပြန်လုပ်ပေးမှာဖြစ်ပါတယ်ဒါက personal မဟုတ်ဘူးပေါ့เนาะ personal reading ကတော့ chat box မှာကိုယ်တိုင်လာပြီးတော့မှပညာကြီးနဲ့လာမေးတာမျိုးပေါ့เนาะဒါကတော့အခုမေးစီခြင်းတဲ့ခေါင်းစဉ်လေးတွေကတော့အကုန်လုံးအတွက်ပေါ့เนาะပြန်ပြီးတော့မှcollective reading နေနဲ့ပြန်ဖတ်ပြီးမှဖြစ်တယ်ပေါ့နော်။ကဲနောက်ထပ် reading လေးတွေမှာပြန်တွေ့ပါမယ်နော်။ကဲကျေးဇူးအများကြီးတင်ပါတယ်တက်တာ။